ကျွန်တော်တို့အစီးမြောင်းတွေလျှော်တဲ့ဟိုဒီအကြောင်းရှင်းပြရလို့ပေါ့နော်ကျွန်တော်တို့အစီးချစ်လို့ရှိရင်ဒီမှာဆိုရင်ပေါ့နော်ဒါဆိုရင်ဒီထိုက်မှာဆိုရင်ဒီမျိုးချစ်တယ်ကျွန်တော်တို့ဒီဒါဆိုရင်ကျွန်တော်တို့ပြောဆိုဒီမြောင်းကိုပေးလျှော်ရင်လို့ရှိရင်ပေါ့နော်ဒီထိုက်ကကျဲစာနည်းနည်းတိုက်မပေးပါနဲ့ပေါ့နော်တိုက်လေးမပေးကော့နဲ့ပေါ့နော်အဲ့ဒါဆိုရင်ဒီထိုက်ကပလေးဆွဲပြီးတော့ဒီထိုက်ကနည်းနည်းပေးထုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးခက်လျှော်လေးဖြစ်တယ်ပေါ့နော်ဒီထိုက်မှာကျဲစာကြီးလို့ရှိရင်ကျွန်တော်တို့ပြောဆိုရင်တအားကြီးတော့စောင်းကြပါတော့ပေါ့နော်တော်ရုံတန်ရုံလောက်စောင်းဒီအနေထားလာပေါ့နော်ဒီအနေထားလောက်ဆိုရင်ဒါကျွန်တော်တို့ပြောလို့ရင်ဒီလိုမျိုးမြောင်းဆောင်နဲ့မြောင်းတဲ့နဲ့ဘာဘယ်လိုမျိုးကွာခြားမှုရှိလဲဆိုရင်ဒီကျွန်တော်တို့တကယ်လို့အစီချစ်လို့ရှိရင်ပေါ့နော်ဒီလိုမြောင်းနဲ့ခက်ဆောင်လေးဆိုရင်အစီရုပ်ကောင်းလို့ပေါ့နော်မြောင်းမှာအစီမတိုက်အများကြီးမကျဲပြီးတော့ကျွန်တော်တို့ဆွဲပဲတိုက်မထူဘူးပေါ့နော်ဒီဗမာပြည်မှာခက်ကြတော့ဒီလိုညောင်းတာကြီးတဲ့ဆိုရင်နောက်အဖေကလေးတပင်လုံးပတ်ရတဲ့ကောင်းနေပြီဆိုတော့ပြောလို့ကွာတော့ဗောနော်အဲ့ဒါဆိုအစည်းရိုးကောင်းတော့ဗောနော်ဖြစ်နိုင်လို့ရှိရင်ဒီလိုနည်းနည်းဒီလိုဆိုကြည့်ဒီအနေထားဗောနော်ဒါဆိုကောင်းတော့ဗောနော်ကောင်းတော့လို့ပြောရအောင်ဗောနော်အဲဒီစောင်းလုံးဝိုင်းလေးမကောင်းဘူးနော်စောင်းလုံးဝလို့ရှိရင်ကျွန်တော်တို့တိုက်မမိုက်ဘူးနော်အစီရတော့ဒီလောက်ရပြီပေါ့နော်ဒါဆိုကျွန်တော်တို့မျက်နှာနည်းနည်းလေးပဲကြားတယ်ပေါ့နော်အစီကောင်းကောင်းတအားကြီးမလိုက်သေးဘူးပြောလို့မြောင်းကျွန်တော်တို့စီးချင်းတော့ရန်ရေးကြီးတော့နော်အဲ့အချက်တယ်အခုမှစီးစားတဲ့နဲ့ညီကိုဆိုရင်ပြောလို့ဒီထားကိုများဆွဲလို့ရှိရင်ပါစားပုံစံဖြစ်သွားတယ်ဗောနော်ဘလက်ချိုင်ခန်းငယ်လို့ဖြစ်သွားတယ်ဗောနော်ဟိုဒီအစီးချစ်တဲ့ချိုးလူခကြတော့ဒီထားမှဒီလိုကောက်ပြီးတော့ဒီထိုင်းမှာခက်ကြတော့ဒီလိုထောင်တက်သွားလို့ရှိရင်ပြောဆိုပါစားလို့ဖြစ်သွားတယ်။နောက်ဟုတ်ဂန်းငယ်လို့ဖြစ်သွားရင်အဲ့လိုဆိုရင်မကောင်းဘူးပေါ့နော်။အစီချတဲ့ပညာညီကိုတို့ကျွန်တော်တို့ခက်ကြတော့သိလို့တက်လို့တော့မဟုတ်ဘူးပေါ့နော်။ဟိုကိုလောက်ကြတော့ဘူးရဲ့အတွေ့အကြုံနဲ့နောက်ပြီးတော့ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ဥစ္စာတွေနဲ့ပြန်မျှဝေပြီးတော့ပေါ့နော်ညီကိုတို့ဒီပင်ဆိုအဖုတ်ထွက်တယ်ဗောနော်အဲ့လိုအဖုတ်တွေကျဲဆွဲကျူးလို့ဗောနော်ဒါဆိုရင်ချစ်လို့ထိတဲ့အဖုတ်တွေမဟုတ်ဘူးဗောနော်ပြောလို့အပင်ကဖြစ်တဲ့အဖုတ်တွေဆိုသူအပင်အဲကွဲပြီးတော့ကျွန်တော်တို့ဒီအဖုတ်ပေါ်လာလို့ရှိရင်ဒီကျဲဆွဲပါလို့ရှိရင်ကျူးထွက်ပဲရောဗောနော်ခင်ဗျာကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့လေးမိုးလေးနေပါပြီဗောနော်အဲဆိုရင်ကြည့်ကျွန်တော်လေးနည်းနည်းလောက်ငန်းစလာအောင်ဗောနော်အပေးရတော့ကျေးဇူးတင်ပါတယ်အကောင်လုံးကျွန်တော်ပွေအသေးကိုလေးဝိုင်းပြီးတော့အပေးကြပါနော်ကျွန်တော်ပွေပြက်သွားလို့ဒီပွေရတော့လူရောက်နေနေပဲရှိရဗောနော်အပေးတော့ကျေးဇူးတင်ပါတယ်လို့